ဒီကောင်းစေးကိုရောက်တဲ့ခါစိုက်ကဲအဲ့ရတယ်စိုက်ကဲမအဲ့ရတခုခုမင်းဆိုတာကိုဒီမှာလည်းပြနေတာပါ ဆက်တော့လိုက်တယ်ဒီတောက်ပါဆက်ရလို့ရတော့ ရှေ့တဲ့ရောက်တွေ့တယ်စပတီတူကိုပုံနေလိုက်တယ် ဝိဇ္ဇာတိုက်ချောင်း ပန်ဘူးထလို့လမထောင်ပြန်ထွက်လာဒီဘဝရောက်တော့အိုက်စားတဲ့ဆိုပြီးတော့မှဒီဆောင်းကြီးကိုမျက်စိနဲ့တွေ့တာရှောက်ရိုက်ထားတာပါဒါတွေကတော့ဖတ်ချပုံပါဒါတော့ဒီခေါင်းစဉ်တွေတိုင်းငါစားဖြစ်တယ်ဆိုပြီးတော့မှရှင်းပြနေတာပါ ဒီပဲရရှိဒီစီပဲရရှိ တာနေပေါ့ဒီခါမစိုးပေါ့ ဒီရဲပါဆို အဲ့လိုလေးပြောနေတာပါ ဒီရဲပါဆိုစားကြည့်အောင်ဒီလိုက်သူစားလို့မရတယ်သူကြည့်အောင်ပါလားဟုတ်ပါပြီမွေး9ရောက်ပြီစားတော့မယ်ကျုပ်ကိုရင်ခံပြတာပါ ကျုပ်ပါလေဝဲလို့စိုးရပါလေ 2500ဆိုပြီးရှင်းပြတာပါဈေးတက်နေပေါ့ ချစ်ပါကျဲပါ ရှင်းမှာပလကားပေးရတဲ့ဟာမှလည်းအကုန်ထည့်စားပါတယ်လူတီးလည်းထည့်ပါတယ် သူကြိုက်တယ် ပလကားရတော့အများကြီးထည့်ပါတယ်စားတယ်အရာပိုင်းခံကြည့်ရမစိုးဟုတ်ဘူးဆက်စား ရတာဘလူးဘလူးတွေတော့ပြောပြတယ်ဟောင်းတယ် ကောင်းတယ်ဆိုပြီးဆက်စားနေတာပါစားပြီးတဲ့အခါဈေးလျှောက်တယ်စင်းတောင်းထဲမှာဘာမှမရှိသေးဘူးမရှိရလို့ရရှောက်ရိုက်တယ်ဒီဘက်ရိုက်တယ်ညာဘက်ရိုက်တယ်တော်ရီဒီတဲ့တွေ့လို့ဆေးဝင်မိတယ်ဆေးကြည့်တယ်မဝင်နိုင်ဘူးအားကြောင့်တခြားဆိုင်ထက်ရောက်ရတယ်ဘာမှမသိတဲ့စားတော့ကိုမိတ်ဆက်ပြီးနေတာပါလည်းမသိဘူးစားလည်းမစားဘူးပါဘူးစားကြည့်ကြပါဦးဒါကတော့ကော်ဖီတုပ်တယ်ကိုက်လန့်နေရှိတယ်ပန်းကော်ဖီစပလင်နေရှိတယ်ခါကြဦးကြီးကျူးမြစ်တယ်ဒါစတော်ဘယ်ရီမတေးပါဆိုလို့ပြောတာပါဒါကျူးမြစ်တခွားတီခရမ်းတီဟိုကိုက်လန့်နေကော်ဖီအစိမ်းနေကိုက်ကြည့်ရစေးကြည့်လို့ပြန်ချတာအားတော့အကျွတ်ကျော်တွေရောက်တဲ့အတန်းတော်တော်ကျွတ်တယ်ဗီဒီယိုပဲရိုက်သွားတယ်အမမောက်တွေ့တယ်စေးမကြည့်လိုက်တော့တော်တော်စေးတက်တာပဲ ဒီလိုခေါ်တယ် အားကြောင့်မို့ဒီလိုမှအတန်းဆုံးဆိုပြီးဝယ်စားလိုက် ပြရတယ်လေပြရတယ်လို့ထားတယ်ကိုနမဲကိုရှော့ချီတရုတ် ရှောက်ပြောလားဒီရတော့ အားတော့ အေးခေါင်းလေးဆိုင်ပုတ်ရှာလေးပြောတာဟုတ်တယ်ရှိလာတယ်အေးခေါင်းလေးတော့ဒါ ဒါလည်းမှာဝယ်ရရှိတာဝယ်ပြီးတော့ ဒီရတော့ ပြန်မယ်ဆိုတဲ့အကြောင်းရှင်းပြနေတာပါ ဝယ်ခဲ့တဲ့ဟာတွေအေးရောက်ပြန်ဆက်စားပဲစားပြီးတဲ့ခါကျပါပဲဆုံးတတ်လိုက်တာဟုတ်ပြီလားလဲဝယ်ရပြီးတော့တောက်တယ်